စုချင်းဟဲကရဲ့မူရန်ကိုအတင်းပတ်ထားပြီးအတနာခံငူလိုပြနေပါတယ်အရှင်သူ့ပုံစံကိုကြည့်ပါဦးသူကမိစ္ဆာတစီကြီးပါသူ့စကားတွေကိုတခွန်းမှမယုံပါနဲ့နော်မိသားစုလူကြီးတွေကလည်းချက်ချင်းဆိုသလိုဝင်ပြီးတွေးထိုးကြပြန်တဲ့တခင်ကြီးဒီမိစ္ဆာမကကောက်ကျစ်စင်းလေးလုံးနဲ့အပြောဆိုအရန်ကောင်းတာမို့သူ့လိန်ညာတွေကိုမယုံလိုက်ပါနဲ့ကြည့်ရတာကျမကပဲခွင့်လို့မရတဲ့အဖြစ်တီကြီးတယောက်လိုမျိုးသူတို့တွေဟန်ဆောင်ပန်ဆောင်နဲ့ဆွဆွဲနေကြတာလေဒါပေမဲ့ရဲ့မူရန်ကစုချင်းဟဲကိုဖယ်မချသလိုနှစ်သိမ့်တာမျိုးလည်းမလုပ်ခဲ့ဘူးသူကကျမကိုပဲစိုက်ကြည့်နေရင်ခက်တိုးတိုးလေးမေးလာတယ်သူပြောနေတာတွေကတကယ်ပဲလားကျမသူ့ကိုဘာမှပြန်မဖြေပဲခါလေးသာရဲချလိုက်တယ်ကျမရဲ့ဒေါသနဲ့နာကျင်မှုတွေကြောင့်ဝိညာဉ်ခန္ဓာကိုယ်ဟာပြင်းထန်စွာတုန်ခါလာပြီးပတ်လေကအမဲရောင်ငွေတွေကလည်းပိုပြီးတောင်းကျမ်းလာခဲ့တယ်တကယ်ပဲလားဟုတ်လားတရေဘရင်ရဲ့မူရန်ရှင်ကမြက်ကန်းတယောက်လိုပဲဒီလောက်အမားနဲ့အမှန်ကိုယ်တော်ရှင်ခွဲခြားမသိနိုင်တော့ဘူးလားကျမရဲ့နေရာကိုခိုးယူပြီးကျမကိုတရားတက်ခဲ့တဲ့ဒီလူလိန်ကိုကြတော့ရှင်ကယုံကြည်နေပြီးတော့တစ်ချိန်ကရှင်ရဲ့စိတ်ဆက်ထားသူဖြစ်တဲ့ကျမကိုကြတော့ရှင်ကမယုံဘူးပေါ့လေကျမရဲ့စကားတခွန်းချင်းစီကတွေးဆုံးနေတယ်လို့နာကျင်ရပြီးသူ့ရင်ကိုတက်တက်ထိုးနှက်သွားစေတယ်သူ့ရဲ့မျက်နှာမူအရာချက်ချင်းပြောင်းလဲသွားပြီးလက်ထဲကကြောက်စိမ့်ခွဲကိုစုပ်ကင်ထားတာအယိုးတွေတောင်ဖြူလာတဲ့အထိပဲဒါကိုမြင်တော့စုချင်းဟဲပြာခတ်သွားပြီးသူ့အင်ကြီးစာကိုအတင်းဆွဲကင်တာပို့ပြီးအောင်ငိုပါတော့တယ်အရှင်သူ့စကားတွေနားမထောင်ပါနဲ့သူကကျမတို့ကိုတွေးခွဲနေတာပါသူကကျမကိုမနာလို့ဖြစ်နေတာအရှင်အတွက်ရင်တက်စစ်စစ်ကလေးရှစ်ပြောင်းမွေးပေးနိုင်ခဲ့လို့လေကျမကသာတကယ်မိဖုရားစစ်စစ်မှုသူကမနာလို့ဖြစ်နေတာပါမိဖုရားဟုတ်လားကျမလှောင်ပြုံးတစ်ခုပြုံးလိုက်မိတယ်ကျမရဲ့အထင်သေးတဲ့ရေတံကခမ်းမတစ်ခုလုံးကိုလွှမ်းမိုးသွားတယ်နင့်လိုအရေးချင်းမရှိပဲတကိုးကြဖို့လိန်ညာပြီးနေရာယူထားတဲ့အတူရောင်လေးကများထောက်နာမှာအော်ဟစ်နေတဲ့တရေလေးတွေစီကျမအကြည့်ရောက်သွားတယ်ပြီးတော့နင်းကုန်ယူနေတဲ့အဲ့ဒီကလေးရှစ်ယောက်လေမကြီးနင်းသိကျင်စိတ်မဖြစ်မိဘူးလားတူညီတဲ့ရင်တက်ကိုခန္ဓာကိုပိုင်ဆိုင်ထားပေမဲ့နင်းမွေးလာတဲ့ကလေးတွေကဘာလို့တယောက်ကိုတယောက်ပြန်စားနေကြတဲ့ဘလူးတရေတွေဖြစ်နေရတာလဲဆိုတာကိုပေါ့အဲ့ဒီစကားလေးကြားရောစုချင်းဟဲမျက်နှာတစ်ခုလုံးသွေးဆုပ်သွားပြီးအချက်ချက်အငုံငုံနဲ့မေးလာပါတယ်နင်းဘာဒိတ်ပဲနဲ့ပြောတာလဲမင်းမပြောလိုက်တာလဲအမှန်တရားကိုလက်မခံနိုင်တဲ့မျက်ဝန်းတွေနဲ့အတူသူမရဲ့တုံ့လုံးမှုဟာအထွတ်ထိပ်ကိုရောက်နေခဲ့ပြီကျမသူမအနာကိုဖြည်းဖြည်းချင်းတိုးသွားလိုက်တယ်ကျမခြေလန်းတလန်းတိုးလာတိုင်းသူမရဲ့ကြောက်ရွံ့မှုတွေကပိုပြီးတော့တိတာလာတယ်သူမရဲ့နာနာကိုကပ်ပြီးကျမတို့နှစ်ယောက်တည်းကြားနိုင်တဲ့အတန်နဲ့တိုးတိုးလေးပြောလိုက်တာကတရေဘရင်ရဲ့ကလေးကိုရင်တက်ဆက်မှန်ရှိတဲ့ခန္ဓာကိုယ်ကပဲမွေးဖွားပေးနိုင်တာမင်းကအစ်မဟုတ်ဘူးလေဒါကြောင့်မင်းမိုက်ထဲမှာရှိနေတာကကံကောင်းခြင်းတွေမဟုတ်ဘူးမင်းနဲ့ငါကြားကမကျေနပ်ချက်တွေနဲ့စူးစီးထားတဲ့ဓမ္မအကျိုးဆက်တွေပဲအခုသူတို့ကစားလောင်နေကြပြီသူတို့တကယ်စားချင်နေတာကမင်းရဲ့အသွေးသားတွေပဲမဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးမင်းလိန်နေတာစုချင်းဟော်တယောက်ယူတော့မတက်အော်ဟစ်ပြီးကျမကိုတွန်းထုတ်ဖို့ကြိုးစားပေမဲ့သူမရဲ့လက်တွေကကျမရဲ့ဝိညာဉ်ခန္ဓာကိုယ်ကိုဖောက်ထွက်သွားခဲ့တယ်ပေါ့အရှင်သူ့ကိုတက်ပေးပါကျမတောင်းပန်ပါတယ်သူမဟာရီမူယန်စီမှာအကူအညီတောင်းခဲ့ပေမဲ့ဒီတစ်ခါတော့ရီမူယန်ကသူမကိုလှည့်တောင်မကြည့်ခဲ့ပါဘူးသူ့ရဲ့မျက်ဝန်းထဲမှာအေးဆက်တဲ့တက်ပြက်လိုစိတ်တွေကလွဲရင်ဘာမှမရှိတော့ဘူးလက်ထဲမှာစုပ်ကင်ထားတဲ့ကြောက်စိမ့်ပြားလေးကလည်းအမှုဖြစ်သွားခဲ့ပြီးမဖြစ်နိုင်တာရှင်နဲ့ကျမကသွေးကလေးနဲ့ချီနှောင်ထားတာလေဒီသွေးကြောက်စိမ့်ကတက်သေးပဲမဟုတ်လားရီမူယန်ကတောင်ပြုံးတစ်ခုနဲ့အတူလက်ကိုဖြည်းဖြည်းချင်းဖြတ်ပြလိုက်တယ်သွေးကြောက်စိမ့်မင်းတကယ်ပဲငါနဲ့စုဝန်ထန်ကြားကဂတိကဝတ်ကိုဒီကြောက်စိမ့်ပြားလေးတစ်ခုတည်းနဲ့ထိန်းသိမ်းထားတယ်လို့ထင်နေတာလားသူ့လက်ဘဝပေါ်မှာတောက်ပလာတဲ့ဝိညာဉ်မိရှန်လေးဒါဟာသွေးသားထက်ပုံမနဲ့ဆိုင်တဲ့ဝိညာဉ်ချင်းချီနှောင်မှုပဲအရှင်ဘဝကဂတိကဝတ်တွေသွေးသားနှောင်ကြိုးတွေကဒီကြောက်စိမ့်ပြားလေးတစ်ခုတည်းနဲ့တည်ငြင်းနေတာမဟုတ်ပါဘူးရီမူယန်သိကျင်နေတာကစုမိသားစုဘာလို့သူ့ကိုဒီလောက်ထိလှည့်စားရဲရတာလဲဆိုတာပါပဲသူ့ရှိမှရှိနေတဲ့စုချင်းဟော်ရဲ့ပုံရိပ်ရောင်တွေဟာရီမူယန်ရဲ့ညုံဝန်းတွေအောက်မှာအတိုင်းသားပေါ်နေခဲ့ပါပြီမင်းတို့တမိသားစုလုံးငါ့ကို10နှစ်တောင်လှည့်စားခဲ့ကြတာပေါ့ရီမူယန်ရဲ့အတန်ကအေးဆက်နေပေမဲ့အဲ့ဒီနောက်ွယ်မှာနှစ်ပေါင်းများစွာစုဆောင်းထားတဲ့ဒေါသတွေရှိနေတယ်သူကစုချင်းဟော်ရဲ့မေးစေကိုဆွဲမလိုက်ပြီးသူမရဲ့မျက်လုံးထဲကကြောက်ရွံ့မှုတွေကိုအရသာခံကြည့်နေခဲ့တယ်သူမရဲ့မိသားစုဝင်တွေအားလုံးဟာလည်းကြောက်လန့်တကြားနဲ့ကြည်နေုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ကြပါဘူးသူတို့အသေးချာစီစဉ်ထားခဲ့တဲ့အကွက်တွေကအခုတော့သူတို့ကိုယ်တိုင်ပြန်ပိတ်မိနေတဲ့ထောင်ချောက်တစ်ခုဖြစ်သွားခဲ့ပါပြီစုချင်းဟော်မင်းကငါ့အတွက်အသုံးချခံတတ်ပဲမဟုတ်ဘူးအရှင်ကျမရှင်ကိုတကယ်ချစ်တာပါဒီကလေးကရှင်ရဲ့သွေးသားလေးစုချင်းဟော်ကငိုယိုပြီးတောင်းပန်နေပေမဲ့ရီမူယန်ကတော့ရွှန်ရှာစရာကောင်းတဲ့အပြုံးတစ်ခုနဲ့ပဲတုံ့ပြန်ခဲ့ပါတယ်ချစ်တယ်ဟုတ်လားမင်းကငါရဲ့ရင်ဝိညာဉ်အင်အားကိုရဖို့အတွက်ငါကလေးကိုတော့အသုံးချခဲ့တဲ့မိမပဲမင်းရဲ့ဘိုက်ထဲမှာရှိနေတဲ့အရာကဘယ်လိုမိစ္ဆာမျိုးလဲဆိုတာမင်းအသိဆုံးဖြစ်မှာပါရီမူယန်ကသူမကိုအမိုက်တစ်ခုလိုသဘောထားပြီးတွန်းထုတ်လိုက်တယ်ဒီနေ့ကစပြီးစုမိသားစုဆိုတာဒီလောကမှာရှိတော့မှာမဟုတ်ဘူးငါ့ကိုလှည့်စားခဲ့တဲ့အဖိုးခါကိုမင်းတို့အသက်တွေနဲ့ပေးဆက်ရလိမ့်မယ်သူ့ရဲ့ဝိညာဉ်စွမ်းရည်တွေကတခန်းလုံးကိုဖုံးလွှမ်းသွားပြီးကြောက်မဲ့ဖွယ်ကောင်းတဲ့ဖိအားတွေကလူတိုင်းကိုဒူးထောက်စေခဲ့ပါတယ်အားလုံးနောက်ဆုံးမှာတော့စုချင်းဟော်ရဲ့အော်ဟစ်တန်နဲ့အတူသူမရဲ့ခန္ဓာကိုယ်ဟာနယံနဲ့ရိုက်မိပြီးသွေးအိုင်နဲ့လဲကျသွားခဲ့ရတယ်သူမကရဲ့မူယံကိုငါတို့စုမိသားစုကဘာတွေများမှားခဲ့လို့ဒီလောက်တောင်ရက်ဆက်ရတာလဲဆိုပြီးအော်ဟစ်မေးခွန်းထုတ်ပါတော့တယ်ဒါပေမဲ့ရဲမူရန်ကတော့အေးဆက်ဆက်လှောင်ပြုံးတစ်ခုနဲ့ပဲမင်းတို့ကငါဇနီးကိုတက်ခဲ့ကြတာလေးလို့ပြန်ပြောလိုက်ပါတယ်ပြီးတော့ဒီနေ့မှတင်စုမိသားစုတစုလုံးကိုသူ့ဇနီးအတွက်အသေးခံချွေရန်တွေအဖြစ်တက်ပစ်မယ်လို့ဒေါသတကြီးကြွေးကြော်လိုက်ပါတယ်သူ့စကားဆုံးမှတင်ခမ်းမတကားတွေဘုံကနေပိတ်သွားပြီးနှဆိုးမီးရှန်တွေထထောက်လာပါတယ်စုမိသားစုဝင်တွေလည်းမမြင်ရတဲ့ဖိအားတစ်ခုကြောင့်မြေပြင်ပေါ်မှာလှုပ်မရအောင်ပြပြဝတ်သွားကြရပါတယ်ဒီအချိန်မှာမိသားစုအကြီးအကဲကမင်းဒီလိုလုပ်ရင်ကောင်းကင်ဘုံရဲ့အဖြစ်ပေးတာကိုခံရမယ်လို့တတိပေးပေမဲ့နှဆိုးဘရင်ဖြစ်တဲ့ရဲမူရန်ကတော့ငါကကောင်းကင်ဘုံကလက်မခံတဲ့သူဖြစ်ပြီးသားပဲနောက်ထပ်အဖြစ်တစ်ခုတိုးတာဘာဆန်းလို့လဲဆိုပြီးခက်ပြက်ပြက်ပဲတုံ့ပြန်လိုက်ပါတယ်
အဲ့ဒီနောက်ရဲမှုရန်ကဆရာကြီးကိုဒီဖြစ်ရအတွက်တက်တေလုပ်ခိုင်းပါတယ်ဆရာကြီးကလည်းဒါဟာစုမိသားစုကိုယ်တိုင်စိုက်ခဲ့တဲ့အာဃာတအကျိုးဆက်ပဲမို့သူဝင်မဆွတ်ဖက်တော့ပဲတေဆုံးသူတွေအတွက်လမ်းပြပေးုံပဲလုပ်မယ်လို့ဆိုပါတယ်မျောလင်းချက်မဲ့သွားတဲ့စုဝင်ထောင်ရဲ့မိဘတွေဟာရဲမှုရန်ကိုယူမိုက်စွာဆဲဆိုကြပါတော့တယ်အမေဖြစ်သူကဆိုရင်သူ့သမီးစုဝင်ထောင်ကိုပါကိုမိသားစုကိုတစ္ဆာဖောက်ပြီးအပြင်းလူနဲ့ပေါင်းရက်တယ်ဆိုပြီးချိန်ဆဲပါတယ်ဒါပေမဲ့စုဝင်ထောင်ကတော့ဒီအချိန်ထိသူတို့အမားကိုသူတို့မသိကြသေးဘူးဆိုပြီးအေးဆက်ဆက်နဲ့ပဲစောင့်ကြည့်နေပါတော့တယ်စုမိသားစုမှာမွေးဖွားလာပေမဲ့သူမရဲ့ဘဝတစ်ခုလုံးကိုသူတို့ကပဲချေလဲခဲ့ပြီးသူမရဲ့ရုန်းကန်မှုတိုင်းကိုလည်းအဖြစ်ကြီးတစ်ခုလိုသတ်မှတ်ခဲ့ကြတာပါရဲ့မှုရန်ကသူမရဲ့ဝိညာဉ်သားကိုရှောက်လာပြီးစုဝင်ထောင်မရောက်လာပြီလားကိုမင်းကိုဒုက္ခပေးတယ်လို့ဖြစ်သွားပြီလို့နုနုညံ့ညံ့လေးပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကစုမိသားစုဘက်ကိုလှည့်ပြီးမင်းတို့ကရပူစော်ရတာကိုတိတ်ကြိုက်တယ်ဆိုတော့ဒီနေ့မင်းတို့ကိုရကောင်ဖြစ်ရတဲ့အရာတာကိုခန်းစားခိုင်းမယ်လို့ဆိုကမော်ဂါတာတစ်ခုကိုရွတ်ဆိုလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲကျမ်းပြင်မှာအနီရောင်မော်ဆော်ဝိုင်းကြီးတစ်ခုပေါ်လာပါတော့တယ်မော်အစီရင်ကြောင့်စုမိသားစုဝင်တွေရဲ့သပင်တွေဟာချက်ချင်းဖြူသွားပြီးသူတို့ရဲ့ကျင့်စဉ်စွမ်းရည်တွေစုပ်ယူခံလိုက်ရပါတယ်ငါစွမ်းရည်တွေကုန်နေပြီကဲကြပါဦးငါမသိချင်ဘူးလို့အကြီးအကဲတွေကအော်ဟစ်နေကြပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်တွေကတော့တဖြည်းဖြည်းခြောက်ကပ်ပြီးသွေးပြက်ပွဲအော်တန်တွေပဲထွက်ပေါ်လာပါတော့တယ်သူတို့စီကထွက်လာတဲ့စွမ်းရည်တွေဟာစုဝင်ထောင်ရဲ့ဝိညာဉ်စီကိုတိုက်ရိုက်စီးဝင်သွားပါတယ်ဒီတော့မှဒီမော်အစီရင်ရဲ့အဓိကရည်ရွယ်ချက်ဟာစစ်ဆေးမေးမြန်းဖို့မဟုတ်ပဲသူမအတွက်ကလေးစားချေပေးဖို့ဆိုတာကိုစုဝင်ထောင်နားလည်သွားပါတော့တယ်စုမိသားစုရဲ့အသက်တွေနဲ့ငါအတွက်အကျွေးဆက်ပေးနေတာပဲလို့တွေးလိုက်မိပါတယ်အချိန်ကသူမအပေါ်မောက်မာခဲ့ကြတဲ့ဆွေမျိုးတို့ဒီဟာခုတော့မြေပြင်မှာပိုးကောင်တွေလိုတွားသွားပြီးအသက်လူနေကြရတာကိုသူမလိုက်ကြည့်နေမိပါတယ်သူမရဲ့အကြည့်တွေကတိုင်အောင်မှာသွေးတန်ရဲရဲနဲ့လဲကျနေတဲ့မျိုးသမီးစီရောက်သွားပါတယ်အဲ့ဒီမျိုးသမီးဟာဒီနေရာကန်တွေကနေလွတ်မြောက်ဖို့စ조사နေပေမဲ့ထောက်တနေရာကအိုးတွေထဲမှာလောင်ပိတ်ခံထားရတဲ့တရေကလေးရှိကောင်ကရုတ်တရက်ထွက်လာပြီးသူမစီကိုလျှက်စီးလို့အချိန်နဲ့ပြေးဝင်သွားကြပါတယ်။အဲ့ဒီတရေကလေးတွေကသူမကိုမိခင်လို့သတ်မှတ်ထားတာမို့သူမရဲ့တနာခံအော်ဟစ်နေမှုတွေကိုဂရုမစိုက်ပဲသူမရဲ့ခန္ဓာကိုယ်ကိုရရဆက်ဆက်ကိုက်ဖြတ်စားတောက်ကြပါတော့တယ်။ခမ်းမတစ်ခုလုံးလည်းသွေးပြက်စရာအော်ဟစ်တန်တွေနဲ့ဖုံးလွှမ်းသွားပါတယ်။သူမအမျက်တနိုးထားတဲ့မျက်နှာလေးဟာကိုယ်တိုင်မွေးမြူထားတဲ့ကလေးတွေရဲ့ကိုက်ဖြတ်မှုကြောင့်ပျက်စီးသွားပြီးမျိုးလုံးတွေပါဖောက်ခံလိုက်ရပါတယ်။ဒီမြင်ကွင်းကိုကြည့်ရင်စုဝန်ထောင်ကဒါကသူမအတွက်ထိုက်တန်တဲ့အဖြစ်ပေးမှုပဲလို့အေးဆက်ဆက်သတ်မှတ်လိုက်ပါတော့တယ်။မကြခင်မှာပဲစုချင်းဟော်ရဲ့အသေးခိုင်မတက်အော်ဟစ်တန်တွေဟာတဖြည်းဖြည်းတိတ်ဆိတ်သွားခဲ့ပါတယ်။ကျမ်းပြင်ပေါ်မှာတော့အယိုးစုတစ်ခုနဲ့သွေးကွက်တွေပဲကျန်ရစ်ခဲ့တော့တာပါ။သူမမွေးဖွားပေးခဲ့တဲ့တရေသားရဲ့ရှစ်ကောင်ဟာစုချင်းဟော်ရဲ့နောက်ဆုံးကျန်တဲ့သွေးနဲ့အသက်ဆွမ်းအားတွေကိုစုပ်ယူပြီးတဲ့နောက်တကူလုံးဖောင်းကားလာပြီးပောက်ကွဲထွက်သွားခဲ့ပါပြီ။အနက်သက်ဆိုးတွေနဲ့အတူစုချင်းဟော်နဲ့သူမရဲ့မင်္ဂလာမဲ့တဲ့သားရဲတွေဟာဒီလောကကြီးကနေအပြီးတိုင်ပြောက်ကွယ်သွားခဲ့ပါပြီ။စုမိသားစုရဲ့အခြားသူတွေလည်းဒီမော်အစီရင်ရဲတန်းကြောင့်အကုန်လုံးအသက်မဲ့တဲ့အလောင်းတွေဖြစ်ကုန်ကြပါတယ်။တမိသားစုလုံးအကုန်ပျက်စီးသွားခဲ့တာပေါ့။အဲ့ဒီနောက်ရဲမှုရန်ကကျမရဲ့မိဘရင်းတွေရဲ့အလောင်းရှိကိုရောက်လာခဲ့ပါတယ်။သူ့ရဲ့အကြည့်တွေကအေးဆက်လို့နေပြီးလက်တစ်ချက်ဝှေ့ရမ်းလိုက်တာနဲ့အလောင်းတွေဟာပြအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မင်းတို့တွေဟာသူမရဲ့မြေပေါ်မှာမြုပ်နှံခံဖို့တော့မထိုက်တန်ဘူးလို့သူကခက်အေးပဲပြောခဲ့တယ်။စုမိသားစုဝင်တွေစီကစုပ်ယူထားတဲ့စွမ်းအားတွေကြောင့်ကျမရဲ့ဝိညာဉ်ခန္ဓာကိုယ်ဟာအရင်ကထပ်ပိုပြီးထင်ရှားအားလာခဲ့ပါတယ်လူသားတယောက်နဲ့မချတော့ပေမဲ့ဝိညာဉ်ဆိုတာဝိညာဉ်မှာပဲလက်နဲ့ထိတွေ့လို့တော့မရသေးပါဘူးလက်စားချေပြီးသွားပေမဲ့ကျမရဲ့ရင်ထဲမှာတော့ပျော်ရွှင်မှုထက်ဟာတာတာကြီးဖြစ်နေခဲ့ပါတယ်ဒါကြောင့်ကျမဆရာကြီးကိုမေးလိုက်မိတယ်ဆရာကြီးကျမမှာသိကျင်တာလေးတစ်ခုရှိနေပါသေးတယ်စုဝန်ထန်လေးမေးပါကွယ်လို့ဆရာကြီးကပြန်ဖြေတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျမရဲ့မိဘတွေပြောခဲ့တာပါကျမရဲ့ကံကြမ္မာကအရန်ကြမ်းတမ်းလွန်းလို့နေယောက်ျားကိုပျက်စီးစေတတ်တဲ့အဲ့ဒါတကယ်ပဲလားဟင်အကယ်၍အဲ့ဒါကအမှန်ဆိုရင်သူတို့အပေါ်ကျမထားခဲ့တဲ့အာဃာတတွေကအကြောင်းပြချက်မရှိသလိုဖြစ်နေမှာဆိုလို့ပါဆရာကြီးကရဲမှုရန်ကိုတစ်ချက်လမ်းကြည့်ပြီးရေမောလိုက်ပါတယ်နေယောက်ျားကိုပျက်စီးစေမယ်ဟုတ်လားသူကဆက်ပြောတယ်ဝန်ထန်လေးမင်းရဲ့ခန္ဓာကိုယ်ကနှစ်တရာမှာတယောက်ပဲပေါ်ပေါက်နိုင်တဲ့အထူးဝိညာဉ်ခန္ဓာကိုယ်မျိုးပါဒါဟာတရေဘရင်ရဲ့ဇနီးလောင်းဖြစ်လာမဲ့ကံကြမ္မာပဲတရေဘရင်နဲ့လက်ထက်တာဟာကောင်းကင်ကဖန်တီးပေးတဲ့အကောင်းဆုံးဖူးစာပဲလေဒါဟာသူ့ရဲ့ကျင့်စဉ်တွေကိုတောင်ပို့ပြီးခိုင်းမစေတာပါဘယ်မှာလင်းယောက်ျားကိုပျက်စီးစေမဲ့အညို့တင်းရှိလို့လဲတကယ်တော့ကံကြမ္မာကျန်းတန်းပြီးမိသားစုကိုပျက်စီးစေတာကမင်းရဲ့အမတ်ဆိုသူစုချင်းဟော်ပဲဖြစ်လိမ့်မယ်သူမကတရေဘရင်နဲ့အတင်းကျပ်ဖူးစာဆောင်ခြင်းလို့မကောင်းဆိုးဝါးတွေကိုမွေးထုတ်ခဲ့ပြီးကိုယ့်ကိုယ်ကိုပြန်ပျက်စီးခဲ့တာပါဒါဟာသူမကိုယ်တိုင်ရှာခဲ့တဲ့အကျိုးဆက်ပဲလေဒါကြောင့်အစကတည်းကလင်းယောက်ျားကိုပျက်စီးစေရဲဆိုတဲ့ကံကြမ္မာဆိုတာမရှိခဲ့ပါဘူးအဲ့ဒါကမင်းရဲ့ကောင်းမွန်တဲ့ပူစာကိုသူတို့တွေကလူယူခြင်းလို့လောက်ကျန်ပြောဆိုခဲ့တဲ့မူသားစကားတွေတတ်ပါပဲစုမိသားစုရဲ့အမျိုးတေးတွေအကုန်ပြေပြောက်သွားပြီးတဲ့နောက်အမှန်ဆိုရင်တော့ကျမဟာလူလောကကိုစွန့်ခွာပြီးဝင်စားခြင်းတန်တရားတွေကိုတွားရတော့မှာပါဒါပေမဲ့ကျမရဲ့ရှေ့မှာရှိနေတဲ့ရဲမှုရန်ကိုကြည့်ပြီးခြေလမ်းတွေကရှေ့မဆက်နိုင်ခဲ့ပါဘူးသူဟာကျမအတွက်တစ်ဆက်နှစ်တောင်ဆောင်ဆိုင်ခဲ့ပြီးမိသားစုအတွက်လက်စားချေပေးခဲ့တာလေဒီကျေးဇူးတွေကိုကျမဘယ်လိုများပြန်ဆက်ရပါမလဲကျမရဲ့စိတ်အစဉ်ကိုရဲမှုရန်ကသိနေတယ်လို့ပါပဲသူကကျမအနာကိုတိုးလာပြီးထိတွေ့လို့မရသေးတဲ့ကျမရဲ့ပပြင်းလေးကိုအသာအရာကိုင်းကြည့်ရင်ဝန်ထမ်းငါတို့အိမ်ပြန်ကြရအောင်လို့တိုးတိုးလေးပြောလိုက်ပါတယ်ဒါပေမဲ့ကျမစိတ်မကောင်းဖြစ်သွားတယ်ကျမရဲ့အိမ်ဆိုတာအစကတည်းကမရှိခဲ့တော့တာမဟုတ်ဘူးလားအဲ့ဒီအချိန်မှာဆရာကြီးကကြားဖြတ်ပြောလိုက်ပါတယ်ဝန်ထန်လေးမင်းရဲ့ခန္ဓာကိုယ်အယိုးစုကအခုထိတင်ချိုင်းထဲမှာပဲရှိနေသေးတာအဲ့ဒီအယိုးစုမှာနှဆိုးတန်မှုခုနှစ်ချောင်းနဲ့အနှောက်ဖွဲ့ခံထားရတော့ပဲအဲ့ဒါကိုမထုတ်မချင်းမင်းရဲ့ဝိညာဉ်ဟာငြိမ်းချမ်းမှာမဟုတ်တလို့ဝင်စားခြင်းတန်တရားတွေကိုလည်းတွားလို့ရမှာမဟုတ်ဘူးဒါနဲ့ကျမတို့စုမိသားစုရဲ့ဘိုးဘွားတင်ချိုင်းစီကိုတစ်ခေါက်ပြန်သွားခဲ့ကြပါတယ်တင်ချိုင်းတစ်ခုလုံးကတော့ပျက်စီးယိုယွင်းနေပြီပေါ့ရဲ့မှုရန်ကကိုယ်တိုင်ပဲအောက်ကိုဆင်းသွားပြီးကျမရဲ့အယိုးစုမှာစိုက်ထားတဲ့တန်မှုတွေကိုတစ်ချောင်းချင်းစီသတိထားပြီးဆွဲနှုတ်ပေးခဲ့ပါတယ်နောက်ဆုံးတန်မှုကိုနှုတ်လိုက်တဲ့အချိန်မှာတော့10နှစ်ကြာအောင်ချီနှောင်ထားတဲ့အနှောက်အဖွဲ့တွေအကုန်ပြေရော့သွားသလိုခံစားလိုက်ရပါတယ်ရဲမှုရန်ကကျမရဲ့အယိုးစုလေးကိုတန်ဖိုးရှိတဲ့ရတနာတစ်ခုလိုဂယုတစိုက်ပွေ့ချပြီးအပြင်ကိုထွက်လာခဲ့ပါတယ်နေအောင်ကြီးကသူ့အပေါ်ကိုဖြာချနေပေမဲ့ကျမတို့ကြားမှာအသက်ရှင်ခြင်းနဲ့တိတ်ဆုံးခြင်းဆိုတဲ့ခြားနာချက်ကြီးကရှိနေတော့မှာပဲရဲမှုရန်ကျေးဇူးတင်ပါတယ်လို့ကျမပြောလိုက်တဲ့အခါသူကခြေလမ်းတွေကိုရက်လိုက်ပြီးဦးတူတူလေးငါတို့ကြားမှာကျေးဇူးတင်စကားမလိုပါဘူးလို့ပြန်ပြောပါတယ်ပြီးတော့သူကဆက်ပြောတယ်ဝန်ထမ်းမင်းတကယ်ပဲငါ့ကိုမမှတ်မိတော့ဘူးလားငငယ်တုန်းကတောင်ပေါ်မှာမင်းလန်းပြောင်းနေတဲ့ဝိညာဉ်လေးကိုအိမ်ပြန်ပို့ပေးခဲ့ဘူးလားလေအဲ့ဒီအချိန်ကလေးက
ငါမင်းကိုဇနီးဖြစ်သတ်မှတ်ခဲ့တာပါတဲ့သူ့ရဲ့စကားသံတွေကနှဆိုင်ပြီးနူးညံ့လွန်းတာကြောင့်ကျမရဲ့ဝိညာဉ်ခန္ဓာကိုယ်လေးတောင်တုန်ရင်သွားခဲ့ရပါတယ်ရဲမှုရန်ကျမကိုငငယ်တုန်းကလေးကမှတ်မိနေခဲ့တာပါသူဟာကျမရဲ့အဆောင်ရှောက်နှဆိုးအဖြစ်တစ်ဆက်နှစ်တိုင်တိုင်ရှိနေခဲ့ပြီးကျမရဲ့ကံကြမ္မာဆိုးတွေကိုလည်းသူကိုယ်တိုင်ပြောင်းလဲပေးခဲ့တာပါကျမသူ့ကိုဘာပြန်ပြောရမှန်းမသိတော့အောင်စိတ်လှုပ်ရှားနေမိပါတယ်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေထဲမှာတော့နောင်တနဲ့အပြစ်ရှိတယ်လို့ခံစားနေရတဲ့အရေးအယောင်တွေကိုမြင်နေရတယ်ဝန်ထမ်းငါတောင်းပန်ပါတယ်လို့သူကတိုးတိုးလေးပြောလိုက်တယ်ငါမင်းကိုဒီထက်စောပြီးရှာဖွေတွေ့ရှိခဲ့တဲ့နာမင်းကိုအဲ့ဒီအမောင်ထုတွေကနေစောစောစီစီကဲတင်ခဲ့တဲ့နာပါတဲ့သူ့ရဲ့အတန်တွေကတုံရင်နေပြီးကျမရဲ့အယိုးစုလေးကိုရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေ့ပိုက်ထားခဲ့ပါတယ်အဲ့ဒီနောက်ရဲမှုရန်ကကျမကိုသူ့ရဲ့နန်းတော်စီခေါ်သွားခဲ့ပါတယ်အဲ့ဒီနေရာကလူလောကနဲ့လုံးဝမတူဘဲထူးခြားဆန်းပြားလုံးပါတယ်ဒါပေမဲ့ကျမအံ့ဩသွားတာကနန်းတော်ရဲ့အနှက်ဆိုင်ဆုံးနေရာမှာခြံဝင်းလေးတစ်ခုရှိနေတာပါအဲ့ဒီခြံဝင်းလေးကကျမငငယ်တုန်းကနေခဲ့တဲ့အိမ်လေးနဲ့တပုံစံတည်းပါပဲလှပတဲ့မတ်မွန်ပန်းပင်ကြီးလည်းရှိနေပြီးပန်းပွင့်လေးတွေကလေထဲမှာဝဲပြန်နေကြတယ်ကျမဘာမှမပြောနိုင်ခင်မှာပဲရဲ့မှုရန်ကကျမကိုကြည့်ပြီးအကြိုက်ရဲ့လားလို့မေးပါတယ်ဒီနေရာကိုမင်းရဲ့မှတ်ဉာဏ်တွေကအတိုင်းငါတစားစီပြန်တိဆောက်ထားတာပါမင်းချင်းချခံထားရတဲ့တစ်ဆက်နှစ်အတွင်းမှာငါမင်းရဲ့အိမ်မက်တွေတဲကိုဝင်ခဲ့ဘူးတယ်အဲ့ဒီအချိန်ကလေးကမင်းအတွက်ဒီနေရာလေးကိုငါပြင်ဆင်နေခဲ့တာပါမင်းကိုရှာဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးလွန်ခဲ့တဲ့3နှစ်လောက်ကြာမှမင်းရဲ့အိမ်မက်တဲကိုဝင်နိုင်မဲ့နီလန်းကိုငါရှာတွေ့ခဲ့တာမမုံပင်အောင်မှာကျမရဲ့ပျော်ရွှင်မှုတွေဟာခဏတာပါပဲကျမရဲ့ဝိညာဉ်ခန္ဓာကိုယ်ဟာတဖြည်းဖြည်းနဲ့လင်းလက်လာပြီးလေထဲမှာပျောက်ကွယ်လူနီးပါးဖြစ်လာခဲ့ပါတယ်ဝန်ထမ်းစိတ်ကိုထိန်းထားပါအောင်ရဲမှုရန်ရဲ့အတန်ကတုံရင်နေပြီးသူဟာသူ့ရဲ့နှဆိုးဆွမ်းအားတွေကိုအသုံးပြုပြီးကျမရဲ့ဝိညာဉ်ကိုအတင်းကျပ်ပြန်လဲစူးစီးပေးနေခဲ့ပါတယ်ကျမသူ့ကိုကြည့်ပြီးအမြဲတမ်းသိချင်နေခဲ့တဲ့ဒါပေမဲ့မေးဖို့ကြောက်နေခဲ့တဲ့မေးခွန်းတစ်ခုကိုမေးလိုက်မိတယ်ရဲမှုရန်ကျမတကယ်ပဲအသက်ပြန်ရှင်လာနိုင်အောင်မလားလေထုတစ်ခုလုံးဟာတိတ်ဆိတ်သွားခဲ့ပါတယ်ရဲမှုရန်ကကျမကိုကြည့်ပြီးအကြာကြီးတိတ်ဆိတ်နေခဲ့တယ်နောက်ဆုံးမှာတော့သူကခေါင်းကိုဖြည်းဖြည်းချင်းခါပြလိုက်ပြီးမင်းရဲ့အသက်ဆွမ်းအားတွေကအစောကြီးကလေးကကုံဆုံးသွားခဲ့ပြီးဝန်ထမ်းအခုမင်းရဲ့ဝိညာဉ်ကလည်းအနှောင်အဖွဲ့တွေပြေရော့သွားပြီဆိုတော့အခုရဲတော်လန်းကတော့ဝင်စားခြင်းတန်တရားတွေကိုဝင်ဖို့ပါပဲဒါဆိုရင်ကျမတို့ကြားမှာလူနဲ့ဝိညာဉ်ဆိုတဲ့ခြားနာချက်ထက်ပိုပြီးဝေးကွာသွားတော့မှာပေါ့နော်လို့ကျမတွေးလိုက်ပြီးတော့ရင်ထဲမှာဟာတာကြီးဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ရဲမှုရန်ရဲ့မျက်လုံးတွေထဲမှာတော့ကျမတကားမှမမြင်ဘူးတဲ့ပြတ်သားတဲ့အကြည့်တွေကိုမြင်လိုက်ရတယ်ဝန်ထမ်းငါမင်းကိုချစ်တယ်ဒါကြောင့်မင်းကိုဝင်စားခြင်းတန်တရားတွေကိုအရောက်မခံနိုင်ဘူးမင်းကိုမေ့ပြောက်ခြင်းရည်စင်ကိုတောက်ပြီးငါ့ကိုမေ့သွားမှမျိုးငါအဖြစ်မခံနိုင်ဘူးငါအနားမှာပဲထောင်ရရှိနေပေးပါဘလို့နီးလန်းမဲသုံးရပါစေမင်းကိုငါဘေးမှာရှိနေအောင်ငါလုပ်မှာပါတဲ့သူ့ရဲ့စကားတွေကကျမရဲ့ဝိညာဉ်ကိုထပ်မံချီနှောင်လိုက်တယ်လို့ပါပဲရဲ့မှုရရဲ့ဆုံးဖြတ်ချက်ကပြတ်သားလုံးပါတယ်သူဟာကျမကိုဝင်စားခြင်းတန်တရားတွေအရောက်မခံနိုင်တယ်လို့ကျမရဲ့ဝိညာဉ်ပြောက်ကွယ်သွားမှာကိုလည်းအဖြစ်မခံနိုင်ပါဘူးဒါကြောင့်သူဟာကောင်းကင်ဘုံရဲ့နေရာမှာကိုဆန့်ကျင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီကိစ္စကိုတည်သွားတဲ့နတ်ဆရာကြီးကတော့အပြင်းထန်တားဆီးပါတော့တယ်တရေပရင်ဒါကမဖြစ်နိုင်တာကိုလုပ်နေတာပဲကောင်းကင်ရဲ့အလိုတော်ကိုစန့်ကျင်ရင်မင်းရဲ့ဝိညာဉ်မှာပျက်စီးသွားလိမ့်မယ်တဲ့ဒါပေမဲ့ရဲမှုရန်ကတော့ဂရုမစိုက်ခဲ့ပါဘူးသူကဆရာကြီးကိုကြည့်ပြီးအေးဆက်ဆက်နဲ့ပြက်ပြက်သားသားပဲပြန်ပြောလိုက်တယ်ဒီလောကမှာသူမှမရှိတော့ရင်ငါအတွက်ဘာအဓိပ္ပာယ်ရှိအောင်မလဲသူမကိုကယ်တင်ဖို့ဆိုရင်ငါရဲ့ဝိညာဉ်ကိုတော့အလဲထက်လို့ဖို့အစင်သင့်ပဲဆရာကြီးလည်းတပြင်းတစ်ချက်ချလိုက်ပြီးမင်းရဲ့အချစ်ကတကယ်ပဲနှဆိုင်လုံးပါတယ်ကောင်းပြီလေဒါဆိုရင်ငါမင်းကိုတစ်ချိန်တော့ကူညီပေးပါမယ်လို့ပြောပြီးအစီရင်တစ်ခုကိုစတင်လိုက်ပါတော့တယ်မမုံပင်အောက်ကရစ်ပလင်ပေါ်မှာကျမရဲ့အယိုးစုလေးကိုတင်ထားပါတယ်ရဲ့မှုရန်ဟာဝစ်စုံနဲ့ကြီးကိုဝစ်ဆင်ပြီးကျမရဲ့အနားကိုတဖြည်းဖြည်းလျှောက်လာခဲ့တယ်သူကျမကိုကြည့်ပြီးပြုံးပြလိုက်တဲ့အပြုံးကပထမဆုံးစရိတ်ခဲ့တဲ့အချိန်ကအတိုင်းနူးညံ့နေတော့မှာပဲဝန်ထမ်းငါ့ကိုစောင့်နေပါလို့သူကတိုးတိုးလေးပြောပြီးနောက်ရစ်ပလင်ပေါ်မှာတင်ပလင်ခွေထိုင်လိုက်ပါတယ်အဲ့ဒီနောက်သူ့ရဲ့ခန္ဓာကိုယ်ထဲကနေကြောက်မက်ဖွယ်ကောင်းတဲ့နှဆိုးဆွမ်းအားတွေတလာဟောထွက်ပေါ်လာပြီးကျမရဲ့အယိုးစုလေးကိုအဲ့ဒီဆွမ်းအားတွေနဲ့စတင်ပြီးလွှမ်းခြုံလိုက်ပါတယ်သူဟာသူ့ရဲ့အသက်ဝိညာဉ်ဆွမ်းအား essence ကိုအသုံးပြုပြီးကျမအတွက်အသွေးသားတစ်တွေကိုပြန်လည်ဖန်တီးပေးနေတာပါဒါဟာသူ့အတွက်တော့အရန်ကိုအနေရများတဲ့အလုပ်တစ်ခုပေါ့လေလူတစ်ခုလုံးတုံခါလာပြီးကောင်းကင်မှာလည်းမိုးကြဘိုးတွေပြစ်လာပါတယ်ကောင်းကင်ဘုံကဒါကိုခွင့်မပြုတဲ့လက္ခဏာပေါ့ဒါပေမဲ့ရဲမှုရန်ကတော့မျက်လုံးကိုတင်းတင်းမိတ်ထားပြီးကျမကိုအသက်ပြန်သွင်းပေးဖို့ပဲအာယုံစိုက်နေခဲ့ပါတယ်ကောင်းကင်နဲ့မြေကြီးကြားမှာကျမတို့နှစ်ယောက်ရဲ့ကံကြမ္မာကဒီလိုပဲအဆုံးသတ်သွားရတော့မှာလားအမောင်ထုတွေကထွက်ပေါ်လာတဲ့ခရမ်းရောင်မီတောက်တွေဟာကျမရဲ့မျောလင်းချက်တွေကိုဝါမျိုးနေတယ်လို့ပါပဲရစ်ပလင်ပေါ်ကနတ်ဆိုးမီတောက်တွေဟာခုနှစ်ညတိုင်တိုင်တောက်လောင်ခဲ့ပါတယ်ကျမရဲ့ရင်ထဲမှာတော့ဘာကိုမှမစင်စားနိုင်တော့ပဲအဆုံးမရှိတဲ့စောင်းဆိုင်ခြင်းတွေနဲ့သာပြည့်နေခဲ့တာပါရဲမှုရန်ရှင်ကျမစီပြန်လာမှာမလားနောက်ဆုံးမီတောက်တွေငြိမ်းသွားတဲ့အချိန်မှာတော့ရစ်ပလင်ပေါ်မှာရဲ့မှုရန်ရဲ့အရေးအယောင်တောင်မကြံတော့ပါဘူးဒါပေမဲ့အဲ့ဒီနေရာမှာတော့ထူးဆန်းစွာနဲ့လူသားတစ်ယောက်ရဲ့အသွေးသားတွေနဲ့နှွေးထွေးနေတဲ့ခန္ဓာကိုယ်တစ်ခုရှိနေခဲ့ပါတယ်ကျမမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတာကတော့လှပလုံးနဲ့မမုံပန်းပင်ကြီးအောက်မှာရောက်နေတာပါဆရာကြီးကကျမကိုကြည့်ပြီးတပြင်းတစ်ချက်ချလိုက်ပါတယ်ကျမရဲ့လက်ကလေးတွေကိုကြည့်လိုက်တော့ဒါဟာဝိညာဉ်မဟုတ်တော့ပဲစစ်မှန်တဲ့လူသားတစ်ယောက်ရဲ့လက်တွေပါလားရဲမှုရန်ကောသူပဲမလဲလို့ကျမမေးလိုက်တဲ့အခါဆရာကြီးကကျမရဲ့ရင်ဘက်ကိုလက်ညှိုးထိုးပြပါတယ်သူဒီမှာရှိနေတယ်ဝန်ထမ်းသူကသူ့ရဲ့နောက်ဆုံးကြံတဲ့ဝိညာဉ်စွမ်းအားတွေကိုမင်းရဲ့ခန္ဓာကိုယ်ထဲကိုပေါင်းစပ်ပေးသွားခဲ့တာကျမရင်ဘက်လေးကိုအသာအရာဖိထားလိုက်တဲ့အခါကျမရဲ့နှလုံးခုန်တန်တွေနဲ့အတူရင်းနှီးလုံးနဲ့သူ့ရဲ့အငွေ့သက်တွေကိုခန်းစားလိုက်ရပါတယ်။သူဟာဒီနည်းလမ်းနဲ့ကျမရဲ့နောက်ဆုံးနေ့ရက်တွေအထိအတူရှိနေပေးဖို့ဆုံးဖြတ်သွားခဲ့တာပဲမျက်ရည်တွေကပပင်ပေါ်ကိုစီးကျလာပေမဲ့ဒါဟာဝမ်းနည်းခြင်းမျက်ရည်တွေမဟုတ်ပါဘူး။ရဲ့မူရန်ရှင်ကျမကိုကယ်တင်ခဲ့တယ်လို့မျိုးကျမလည်းရှင်ကိုကျမရဲ့နှလုံးသားထဲမှာထာဝရသိမ်းဆည်းထားပါမယ်လို့သတိပေးရင်ဒီဇလန်းလေးကတော့ပြီးဆုံးသွားခဲ့ပါပြီ။